များသောအားဖြင့်လူရဲ့စိတ်တရားအလှပြင်းတဲ့အချိန်ကလွဲရင်ကိုယ့်ကိုယ်သိတတိမထားဘူးလူကတော့ထိုင်နေတယ်တခြားအရာစဉ်းစားနေတယ်လူကအိတ်နေတယ်တခြားအကြောင်းအရာတွေစဉ်းစားတယ်မတရားဟာတွေစဉ်းစားတယ်နောက်ရဲ့ဟာတွေစဉ်းစားတယ်တွေးကြတာတွေစဉ်းစားတယ်မတွေးသေးတာတွေကြိုတွေးတယ်အဲ့တော့တစ်ခါလေးစဉ်းစားကြည့်ကိုယ်စိတ်လေးကကိုယ်ထဲမှာရှိနေလားမရှိဘူးလားဆိုတာအဲ့ဒါကိုယ့်ကိုရင်သိအောင်တော့ကိုယ့်ကို mental check up ပေါ့စိတ်ကို check up လုပ်ကြည့်တွေးနေတဲ့အချိန်မှာကိုယ်စိတ်ဟာကိုယ်ခန္ဓာကိုယ်ပေါ်မှာအာယုံရောက်တာဘယ်နှခါရှိသလဲထမင်းစားရင်လည်းထမင်းစီအာယုံရောက်သွားတာရေငတ်ရင်လည်းရေစီအာယုံရောက်သွားပြန်နော်ခန္ဓာကိုယ်ကြီးကတောင်းတာဘူးအာယုန်နေပဲရောက်တယောက်တည်းနေရတာပြင်ဖုံးထကိုင်းဖုံးဆက်ပဲပေါ့အဲဒီတိုင်းနေရရင်ပြင်းလို့ဆိုတဲ့ Facebook ထားကိုင်းပြီးဖွင့်အဲ့ဒါဒီပြင်းပြန်တော့ television ဖွင့်ပြီးတော့ကြည့်အဲ့တော့စိတ်ဟာကိုယ်ခန္ဓာကိုယ်ပေါ်အာယုန်စိုက်တာမတမ်းမနေတယ်အလုပ်ပေါ်အာယုန်စိုက်ခြင်းစိုက်မယ်အပျော်ပါပေါ်အာယုန်စိုက်ခြင်းစိုက်မယ်ဟိုတတိယအတိတတိယတွေရှိမယ်ကိုယ်ခန္ဓာကိုယ်အာယုန်စိုက်တာသိမရှိဘူး